ဟင်းတွေကတော့စားညစ်စရာကြီးပဲဟိမြစ်ကျင်ကလည်းအိဆတ်ပြီးအနံ့လေးကလည်းမှုေးနေတာပဲပဲဟင်းညိုကလည်းပြစ်နေနေပြီးရှဲပဲငရုတ်သီးကြော်လေးကလည်းလုံးဝမိုက်ဟင်းတွေကိုကြည့်ပြီးပြောမဆုံးနိုင်ဖြစ်နေတဲ့တုပ်ဘောကိုမိဝိုင်းကတရားလာပါတဲ့မနေ့ကလေးတစ်ခုမှာတော့တုပ်ဘောကသူတို့ချင်းထားတဲ့နေရာကိုအရင်ရောက်နေခဲ့တယ်ဟာဘယ်သူမှလည်းမရောက်ကြသေးပါလားဒီကောင်တွေအချိန်မလေးစားဘူးကွာကတိန်တမင်းဟင်းကိုအဝကြိတ်မလို့ပါဆိုနောက်ကြရင်တော့ကြံမအောင်မလားမသိအဲ့လိုပြောပြီးစိတ်တူတူနဲ့ထိုင်ဆောင်နေခဲ့တယ်ခဏလောက်ကြာတော့မိဝိုင်းကရောက်လာခဲ့တယ်တုပ်ဘောဖိုးတူတို့ကရောမမလဲမသိဘူးဟေးစောင့်နေတာကြာလာပြီဒါလောက်စောစောသွားကြမယ်လို့မနေ့ကပြောထားတယ်ဟောစောစောရောက်မလာကြဘူးဒေါသတကြီးနဲ့ပြောနေတဲ့တုပ်ဘောကိုကြည့်ရင်နဲ့မိဝိုင်းကရေးလိုက်တယ်တုပ်ဘောနေရလေအစားနေဆိုလုံးဝမရအောင်နော်အကောင်လုံးကိုလိုက်ပြီးတော့စိတ်တူနေရပဲဟာခုစိတ်တူတယ်ဆိုတာသူတို့အချိန်မှရောက်မလာလို့လေအော်ဖိုးထုတို့အကြောင်းမသိရကြလို့ဟဲ့နင်ကလေခဏလောက်စောင့်လိုက်ပါဟာနော်သူတို့ပြောနေတော့မှပဲဖိုးထုနဲ့ငပိန်တို့နှစ်ယောက်သာအပြေးလွှားရောက်လာခဲ့ကြတယ်ဖိုးထုကဟိုးမောလိုက်တာကွာစောင့်နေကြတာကြာသွားပလားကြာလားမကြာလားတော့မသိဘူးဟေးဒိုးဝက်ပေါက်လေးကတော့စိတ်ကောက်တော်မူနေပြီအဲ့ဒါနဲ့ငပိန်ကမကောက်ပါနဲ့တော့ဝက်ပေါက်ရဲ့တို့ရောက်လာပြီဆိုတော့သွားကြတာပေါ့သွားမယ်မြင်လာကြရင်အဲ့လိုပြောပြီးတုပ်ဘောကရှေ့ကနေခက်သက်သက်လေးထွက်သွားလိုက်တယ်တပြေကုန်းရွာအောင်မရောက်ခင်လမ်းတွဲနာရောက်တော့တုပ်ဘောကစကားဆလိုက်တယ်ဖို့တူမင်းတို့ကဘာလုပ်နေကြလို့နောက်ကျနေရလဲကွပြောပါငါ့ကိုစကားပြောပြီဆိုတော့စိတ်ကောက်ပြေးသွားပြီပေါ့ဟဲ့အောင်ဖို့တူမစနဲ့ကွာငါတို့ထွက်လာစောပါတယ်ကွလမ်းမှာလေအဖွားများကသူနာပြောင်းလို့ဆိုပြီးရှားနေတာအဲ့ဒါနဲ့ဒိုးနေအောင်လဲဝိုင်းကူရှာပေးနေနောက်ကျသွားတာအော်အဲ့လိုလားအဲ့တော့ငါကတွေ့သွားလားငပိန်ကဖြက်ပြောလိုက်တယ်တိုင်းသမားငပိန်နဲ့တွေ့မှာတော့ဒီတော့မတွေ့ပဲဘယ်နေမလဲတွေ့သွားတာပေါ့တုပ်ဘောကအဲ့လိုနဲ့စကားလေးပြောရင်လမ်းလျှောက်ရင်ကလာနေခဲ့ကြတယ်တပြေကုန်းရွာဝင်သားရောက်တော့သူတို့ရွာသားနှစ်ယောက်ကိုတွေ့လိုက်တယ်ငပိန်ကကိုကြီးသားတင်ပြန်တော့မလို့လားဗျအေးငပိန်ကငါညီတို့ကခုမှလာကြတာလားတာရင်အဲ့လိုပြောလိုက်တော့တုပ်ဘောကချက်ချင်းပဲပြန်ပြေးလိုက်တယ်ဟုတ်တယ်ကိုကြီးသားတင်ဒါနဲ့ကတိတ်တမင်းနေရောကြံသေးလားဗျကြံတာမှအများကြီးကြံဒီနေ့ကတင်ကတော့ရှယ်ပဲတုပ်ဘောရအဝါသာကြိတ်ခဲ့တော့ဟုတ်ဒီနေ့တော့အဝါကြိတ်ရမှာကိုကြီးသားနေကကိုကျွန်တော်သွားလိုက်အောင်မယ်ဗျဟဲ့အောင်နေသွားကြရအောင်ဟဲ့အဲ့လိုနဲ့ဖိုးတူတို့အဖွဲ့လေးရွာဦးเจ้าကိုခက်သက်သက်လေးသွားလိုက်ကြတယ်ဖိုးတူတို့အားလုံးဘုန်းကြီးเจ้าကိုရောက်တော့ကတိတ်သင်္ကန်းကပ်ဖို့เจ้าမောက်ကိုတက်သွားလိုက်ကြတယ်သင်္ကန်းကပ်ပြီးတော့ဖိုးတူတို့လေးကတိတ်ထမင်းကျွေးတဲ့နေရာကိုရောက်လာခဲ့ကြတယ်တုပ်ဘောကထမင်းဝိုင်းကိုကြည့်ပြီးတော့ဟင်းတွေကတော့စားညစ်စရာကြီးပဲဟိမြစ်ကျင်ကလည်းအိဆတ်ပြီးအနံ့လေးကလည်းမှုေးနေတာပဲပဲဟင်းညိုကလည်းပြစ်နေနေပြီးရှဲပဲငရုတ်သီးကြော်လေးကလည်းလုံးဝမိုက်ဟင်းတွေကိုကြည့်ပြီးပြောမဆုံးနိုင်ဖြစ်နေတဲ့တုပ်ဘောကိုမိဝိုင်းကဟဲ့တုပ်ဘောနင်ကပြောလို့ပြီးအောင်မလားစားရမည်စားမယ်လေဘာလဲနင်ကမစားဘဲနဲ့အဲ့လိုပဲပြောနေရောမလားမစားဘဲနေစရာလားဟာကတိန်ထမင်းစားဖို့တစ်နှစ်လုံးစောင့်ခဲ့ရတာဒီနေ့တော့လေတွေ့ရပြီးတွေ့ရကတိန်ကြီးကိုလှည့်စားမယ်ဟိတို့လိုရွာဘက်မှာကျွေးတဲ့ကတိတ်ထမင်းကလုံးဝစားကောင်းလို့အဝကြိတ်ရမှာတုပ်ဘောအဲ့လိုပြောလိုက်တော့ဖိုးတူကိုလည်းရေးလိုက်ကြပြီးကတိတ်ထမင်းကိုအာရပါရမြင်ရရှက်ရီစားကြလို့ရဖိုးတူတို့အဖွဲ့လည်းထမင်းစားပြီးတော့ထမင်းကျွေးတဲ့နေရာကနေထွက်လာပြီးဟိုကြည့်ဒီကြည့်နဲ့ရက်နေကြတယ်အဲ့ဒီအချိန်မှာဘိုးကြီးနဲ့အောင်မူကရောက်လာခဲ့ကြတယ်ဘိုးကြီးကဖို့တူမင်းတို့ကထမင်းစားပြီးသွားကြမလားအခုပဲစားပြီးတော့ရွာထဲသွားလေကြမလို့ကွမာကြီးကြာကြီးကိုရှာနေရဗျအဲ့တော့အောင်မူကရွာထဲကနောက်မှသွားကျောင်းနောက်ဘက်ကဓမ္မယုံထဲမှာလीမုတ်တွေကိုစုံနေရပဲအဲ့ဒီမှာအရင်ဝင်စားသွားကြအောင်ဗျဟေးတကယ်လားအောင်မူဟဲ့အောင်ငပိတို့တွေအဲ့ဒီကိုအရင်သွားမယ်နော်
အေးပါသွားမယ်မသွားနဲ့လို့ပြောလေရမယ်ကောင်မှုတ်ပါဦးကဲအဲ့ဒါဆိုတို့တွေသွားလိုက်အောင်မယ်ဘိုးကြီးအဲ့လိုနဲ့ဖိုးတူးတို့လေဓမယုံကိုရောက်လာပြီးတော့လွတ်နေတဲ့ဝိုင်းမှာဝင်တိုင်လိုက်ကြတယ်ဒါနဲ့ကျင်းမှာပဲတိုးဘောကအကျဉ်တော့ကိုနှိုက်စားလိုက်တယ်ကောင်းလိုက်တဲ့အကျဉ်တော့မိဝိုင်းကလေအေးဟုတ်တာနော်အကျဉ်တုံလေးကစားလို့ကောင်းလိုက်တာစားရလေကြည့်စားအောင်နော်ပြီးမှအီးပန်းနေကြမှာငပိန်အဲ့လိုပြောလိုက်တော့တိုးဘောကဟဲ့အောင်ငပိန်စားနေရင်အီးကြောင်မပြောနဲ့လေကွာဖိုးတူးကလည်းထပ်ပြောလိုက်ပြန်နေစားနေရင်အီးကြောင်ပြောရင်ငဲကြီးလိမ့်မယ်ကွအဲ့တော့မိဝိုင်းကဟဲ့နင်တို့တွေတော်ကြတော့နော်တယောက်နဲ့တယောက်စားနောက်နေကြတော့ကြာကြီးကရောက်လာခဲ့တယ်ဖိုးတူးတို့ဖွဲ့ထမင်းစားပြီးသွားကြမလားဟုတ်စားပြီးပြီဗျမိုင်းကြာကြီးကိုလိုက်ရှာနေရအတော်လေးဖြစ်သွားပြီဒီမှာစားရလေစားကြဒါပေမဲ့မိုင်းတို့အိမ်မှာလေစားဖို့ခြံထားကြအောင်နော်အဲ့တော့တုပ်ဘောကအဲ့ဒါတော့မပူနဲ့မိုင်းကြီးပြလားတန်တန်လဲမှာဗျနှလုံးကအခန်းလေးကပါတယ်ဆိုပေမဲ့ကျွန်တော်ဘိုက်ကတော့လေးကမကောက်ဘူးဗျ Let's go သွားကြစို့မိုင်းအမေဒီတုံမိုးတော့လေအစားပဲတက်တယ်မှတ်နေတာအခုတော့စကားမှတက်နေပြီပဲကဲသွားကြရအောင်အဲ့လိုနဲ့ကြာရင်နဲ့ပိုးတူတို့ဖွဲ့လေရွာရင်းကိုထွက်လာခဲ့ကြတယ်ရွာလန်းတနေရာရောက်မှာတော့ဖိုးထော်နေမေချစ်တို့ကိုတွေ့လိုက်ကြတယ်ငပိန်ကဟာကိုကြီးဖို့တော့ခုမှလာလားဗျဘဲဟုတ်မလဲကွာကျုပ်တို့ကလေရွာရင်းကကိုစိုးကြီးတို့အိမ်မှာတော့မုံဝင်စားခဲ့ပြီအဲ့တော့ကြာကြီးကဒါဆိုရင်မေချစ်နင်ရောတို့အိမ်ကိုမုံစားလိုက်ခဲ့အောင်နော်ဘိုက်တွေတော်တော်တင်းနေပြီကမစားနိုင်တော့ဘူးတင်နေမစားနိုင်လဲအိမ်ကိုပါဆယ်ထုတ်ပေးလိုက်ပြီလိုက်တာလိုက်ခဲ့စမ်းမမေချစ်ရေနင်ကလေရှောင်းတုံးလေးလေရတဲ့ဟောင်းဖို့တော့နင်ရောလိုက်ခဲ့လာသွားကြရအောင်ကြာကြီးတို့အိမ်ကိုရောက်တော့တုပ်ဘောကမုတ်တွေကိုမြင်လိုက်ပြီးဝါမုတ်တွေကိုစုံလို့ပါလားမာကြီးကြာကြီးကဘာလို့လဲတုပ်ဘောကြိုက်ရလားအဲ့ဒီမှာမြေပါလေးထိုးထားတယ်စားကောက်ရလားစားကြည့်ပါအောင်ကြာကြီးကမြေပါရှားလို့ပြောလိုက်တော့တုပ်ဘောကလိုက်ရှာနေတော့တယ်မိုင်းကြာကြီးမြေပါရဘာမှလေဘယ်မုတ်ကိုခေါ်တာလေးဗျဟိုမလေးတုပ်ဘောရဲ့ကြာကြီးထိုးပြတဲ့မုတ်ကိုတုပ်ဘောကြည့်လိုက်တော့ဟာအဲ့ဒါကထိုးမုတ်ပါဗျမာကြီးကလေမြို့ကြီးမှာတော့ထိုးမုတ်လို့ပဲသိတာပေါ့ဒါပေမဲ့မာကြီးတို့ရွာမှာတော့လေမြေပါရှားလို့ခေါ်တယ်အော်အဲ့လိုလားဗျဦးကျွန်တော်ကလေမြေပါရဆိုတော့ဘလို့မုတ်များလဲလို့ထိုးမုတ်နဲ့တူတူပဲဟောက်အရသာနည်းနည်းလေးပဲကွာတယ်တုပ်ဘောကစကားကြီးများနေတော့ဖိုးတူကဟဲ့အောင်တုပ်ဘောမင်းအောင်လေကွာစားမှမီစားစမ်းမှာစကားကလေများလိုက်တာစားလိုက်စားစကားလေးပြောရတာပေါ့ကွာမင်းကလေငါကတရာတီရောက်ရင်အလိုလိုပြောနေရကွာမလီတုပ်ဘောရဲ့အစားနဲ့ဆိုကတရာတီမဟုတ်လေပြောနေတာပဲဟောက်ဒါဘောကကတရာတီကလေငါဆိုတဲ့တုပ်ဘောအတွက်မုတ်ရသည်ပဲမုတ်တွေစုံစားရတယ်လေတုပ်ဘောစကားကြောင့်အားလုံးကဝိုင်းရင်လိုက်ကြတယ်ခဏကြာမှာတော့ဖိုးတော်ကကဲဖိုးတူတွေကိုကြီးတို့ပြန်တော့မယ်နော်တုပ်ဘောကချက်ချင်းပဲပြန်ပြောလိုက်တယ်ကိုကြီးဖိုးတော်ကပြန်တော့မှလားဗျကျွန်တော်ရဲ့နဲ့တူပြန်မဲ့လीလားငပိန်ကဒီတုပ်ဘောတို့ကတော့လေအစားအပြင်တခြားဘာမှအလိုက်မသိဘူးဝေကိုကြီးဖိုးတော်ကတယောက်တည်းမှမဟုတ်တာမိုင်းမေချေပါသေးရဲ့လေသူတို့နှစ်ယောက်တူတူပြန်မှာပေါ့ဟာအဲ့ဒါနဲ့ဖိုးတူကလည်းထပ်ပြောလိုက်တယ်တုပ်ဘောလိုလူတွေရှိတာအကြောင်းလေ10တန်းအောင်မလို့လိုက်တီဝဝဲလိုတယ်ဆိုရဲဆိုရပေါ်လာတာပဲဖြစ်ကမှာဖိုးတူတို့ဖဲဝိုင်းစားနေကြတော့မေချစ်ကရှက်ပြီးချက်ချင်းထသွားတယ်ဖိုးတော်ကမင်းတို့ကလေးတွေရှောက်မစကြနဲ့ကွာငါငိုကျင်လာပြီဟိုဟာစိတ်ကောက်သွားပြီလားမသိဘူးတွားပါပြီကွာဖိုးတော်လည်းမေချစ်နောက်ကိုပြေးလိုက်သွားတော့တယ်အနောက်တော့ဖိုးတူကမိုင်းကြကြီးတောင်းလေပြန်တော့မယ်ပြုတ်ဖိုးတူခေါ်တဲ့ကြတော့ကြာကြီးကထုတ်တွေလက်မဆွဲပြီးအိမ်ရှိကိုမြင်မြန်လေးထွက်လာခဲ့လိုက်တယ်ဟဲ့ခဏလေးနေကြပါဦးဒီမှာမုတ်တွေယူသွားအောင်တုပ်ဘောကဟာပါဆယ်ဆွဲပြီးပါစားရတော့မယ်ဟိအဲ့လိုအော်ပြောပြီးတုပ်ဘောလဲတစ်ခွက်လောက်ကပြလိုက်တယ်မိဝိုင်းကကဲဒီမှာပဲနေတော့မှလားအိမ်မပြန်တော့ဘူးလားဝတ်ပါပြီတို့တော့သွားပြီနော်အဲ့လိုပြောပြီးဖိုးတူတော့ကထွက်သွားတော့တယ်အဲ့တော့မှတုပ်ဘောလေးမာကြီးစာကြီးကိုနှုတ်ဆက်ပြီးပြေးလိုက်သွားတော့တယ်
လမ်းတစ်ဝက်နာရောက်တော့တုပ်ဘောကမာကြီးကြရင်ထုတ်ပေးလိုက်တဲ့မုတ်တွေကိုကြည့်လိုက်တယ်ဟာတောင်စင်းဦးတွေပါလားဟိုဒိုးကိုကျွေးတော့ကတောင်စင်းဦးမစားခဲ့ရနဲ့အတော်ပဲတုပ်ဘောကအဲ့လိုပြောတော့မိဝိုင်းကလည်းအိတ်ထဲကိုကြည့်လိုက်တယ်တောင်စင်းဦးဆိုလို့ကြည့်လိုက်တာငါထဲမှာတော့တောင်စင်းဦးမပါဘူးတုပ်ဘောကတောင်စင်းဦးကဘယ်လိုမျိုးလဲဘာမှလည်းငါ့ကိုပြောင်းအဲ့လိုပြောပြီးတုပ်ဘောကမိဝိုင်းတဲကိုကြည့်လိုက်တယ်ဟာဒီမှာလေမိဝိုင်းမရဲ့နင်ကလေဘိုက်ကတော့တောင်စင်ဦးကိုမမြင်တော့လားအဲ့ဒါတောင်စင်ဦးမှမဟုတ်တာဝက်ပေါက်ရဲ့အဲ့ဒါအာတလူဦးလို့ခေါ်တယ်နော်ဘာမှလည်းမသိပဲနဲ့ဆရာကြီးလာလုပ်နေတာမိဝိုင်းနဲ့တုပ်ဘောငင်းနေအောင်ကိုကြည့်ပြီးဖိုးထူးနဲ့ငပိန်ကရှိနေကြတယ်ငပိန်ကမင်းတို့နှစ်ယောက်ကတော့လေစားဖို့ပဲသိပြီးကြံတာဘာမှဘိုးတူတာမရှိဘူးပဲအောင်မငပိန်နင်တော့စကားပြောရင်လုံးမလာနဲ့အဲ့တော့ဖိုးထူးကနင်တို့နှစ်ယောက်ကလည်းပြောညစ်စရာပဲကိုမိဝိုင်းရဲ့အဲ့ဒါဆိုငါပြောတာမှားလို့လားပြောစမ်းမအောင်နင်တို့နှစ်ယောက်လုံးဘယ်သူမှမမောင်းနှစ်ယောက်လုံးမှန်းတယ်နော်ဒီဥကိုတောင်စင်ဥလို့လဲခေါ်တယ်လို့အာတလူဥလို့လဲခေါ်ကြတယ်လीအခေါ်မတူတာပဲရှိတာဥကတော့ဒီဥပဲဖိုးထူးအဲ့လိုပြောလိုက်တော့မှမိဝိုင်းနဲ့တုပ်ဘောလေးငင်းခုန်လာရက်သွားကြပြီးလမ်းဆက်လျှောက်လာခဲ့ကြတယ်ရောင်ဝီကနေလမ်းဆုံနာရောက်မှာတော့မြမဝိဆုံဝစ်ပြီးစတုံးနဲ့မိမတယောက်ကိုမိဝိုင်းကတွေ့လိုက်တယ်။ဟောဟိုရှိမှအန်တီပါလားတကားမှလည်းမတွေ့ဘူးပါဘူး။အေးနော်တို့ရအောင်လာတာများလားလမ်းပြောင်နေရတဲ့နဲ့ဟိုတို့တွေသွားမိကြရအောင်လေ။တုပ်ဘောကရှေ့ကနေသွားလိုက်ပြီးအဲ့ဒီအန်တီကြီးနာကိုရောက်တော့အန်တီဘယ်သွားချင်လို့လဲဗျ။သားတို့အောင်မဲရွာသွားမလို့လားခင်ဗျ။တုပ်ဘောအဲ့လိုပြောလိုက်တော့အဲ့ဒီအန်တီကြီးကမှန်တစ်ချက်ကင်လျက်သားနဲ့လှည့်လာခဲ့တယ်။အန်တီကကတိန်အလူလက်သွားမလို့လေလိုက်ကြအောင်မလားမျက်လုံးကမျက်စက်မပါလက်သေးတွေကအရှိန်နဲ့တည်ရဲမအောင်မြင်လိုက်တော့တုပ်ဘောကငဲတဲ့မောင်အော်ပြီးလှည့်ပြေးတော့တယ်ရွာဘက်ကိုမပြေးပဲသူတို့ပြန်လာတဲ့လမ်းဘက်ကိုထွက်ပြေးတော့တည်ရဲမကအဲ့ဒီဘက်ကိုပြေးရမှာမဟုတ်ဘူးလေမင်းကဟိုဘက်မှာလေဟိုဘက်ကိုပြေးရမှာကွတည်ရဲမအဲ့လိုပြောတော့မှတုပ်ဘောလေးပြန်လှည့်လာပြီးတန်းနေအောင်ပြေးတော့တယ်ဒါနဲ့အန်ဒီကဒီမှာနေရလားဗျပြီးတော့မှန်ကြီးကလည်းကင်ထားသေးတယ်ဘာလို့မလို့လဲမှန်ပါဆိုကြည့်ဖို့ပေါ့ဟဲ့ဟာဗျာအန်တီကလေတရဲမာတော်ဖြစ်နေပြီအလားကြိုက်တော့မင်းနော်မိမဆိုတာဘယ်ဘွားဖြစ်ဖြစ်လှကျင်နေဟဲ့တိဖို့ဖိုးတူကလည်းပြောလိုက်တယ်ဒါနဲ့အန်တီကမြန်မာဝိစုံနေပါလားဟိုကျွန်တော်တွေ့ဘူးတဲ့တရဲတွေထဲမှာတခါမှဒလုံးပုံစံနဲ့မတွေ့ဘူးဗျအန်တီကကိုပိုင်ဆိုင်နဲ့ပဲနေတယ်လို့ကျေးဇူးဒါနဲ့အန်တီတရဲကြောက်တာနှင်ခင်းဘက်ကြီးပါလားတရဲဆိုတာညဘက်ဒီမှာပဲကြောက်ကြတာပါဘလို့ဖြစ်တာလဲရှင့်ဒီကလေးတွေစကားတအားများတာပဲညဘက်မှာသွားချောင်းရင်ငါလာတွေဘယ်မြင်ကြတော့မလဲဟဲ့ပြီးတော့ပြောရအောင်မယ်အခုငါတရေချဖို့ရောက်နေရမဟုတ်ဘူးဟဲ့ခက်ချိုရွာဒီနေ့ကတိန်လှည့်မှာအဲ့ဒါကတိန်လူလှည့်လိုက်မလို့စောင့်နေတာဘာမှမသိပဲငါ့ကိုလာပြောနေကြတာမင်းတို့သွားလိုက်ကြတော့နော်ဒေါသထွက်လာရင်မလွယ်ဘူးပဲတရေမအဲ့လိုပြောတော့ငပိန်ကဟောဗျာအရှိတဲ့တရေမအလူလက်လိုက်ကျင်နေသေးသွားကြဆိုဖိုးတူရေဒိုးဝက်ပေါက်လေတရေမမြင်နေရတန်းနေအောင်ထွက်ပြေးတာအိမ်ကိုတော့ပြန်ရောက်နေလောက်ပြီအဲ့လိုနဲ့ဖိုးတူတို့၃ယောက်သားလေးတရေမနဲ့စကားဆက်မပြောတော့ဘဲနဲ့ရှောင်းပြန်သွားလိုက်ကြတော့တယ်